ဆရာမင်းသိခါမူလာဇာတာနမူနာအဟောင်း3စနေသည်အတ္တဝနီနက္ခတိလုံးတွင်ရက်တီနေသည်ကိုကိနက္ခပိုင်ဖြစ်သည်စနေမိတ္တရာတီတွင်ရက်တီသောအတန်းတစေတန်တောက်ကြနဝင်းစီနေနဝင်းမိတ်အိမ်ရန်အိမ်ရက်တိအတ္တဝနီနက္ခအိပိုင်အလုတ်အကန်ကျမ်းမာရေးတွင်အရေးပေါ်ဆေးကုသမှုစက်မှုအင်ဂျင်နီယာအဖွဲ့အစည်းအဆင့်မြင့်နည်းပညာဆိုင်ရာတိဆောက်ရေးဌာနတွင်ဦးဆောင်သူဖြစ်မည်စီးပွားရေးအမွေအနှစ်တွင်ရုပ်တရက်အောင်မြင်သောအင်ဂျင်နီယာလုပ်ငန်းနည်းပညာနှင့်ပတ်သက်သောအမွေပစ္စည်းမှာငွေဝင်မည်အသက်ပညာအဆင့်မြင့်ပညာတွင်အရေးပေါ်စီမံခန့်ခွဲမှုစက်မှုဒီဇိုင်းနှင့်နည်းပညာဆိုင်ရာတွဲချက်မှုပညာများတွင်ဝါရင်သူဖြစ်မည်ဘဝအချိုးအကွေ့တွင်ရုတ်တရက်ရရှိလာသောအင်ဂျင်နီယာဆိုင်ရာတာဝန်ကြီးတစ်ခုကြောင့်ဘဝ၏တည်ငြိမ်မှုတင်ကုန်တဲ့များတိုးတက်လာမည်လူမှုရေးအစိတ်အတန်းတွင်အလုပ်တွင်ပြသပြီးတင်များသောစက်မှုပညာရှင်များအင်ဂျင်နီယာများနှင့်ရင်းနှီးမည်မသိစိတ်ထဲတွင်အရာရာကိုအမြန်ဆုံးနှင့်စနစ်တကျအပြည့်သက်လိုသောဝါဒနာရှိသည်စနေသည်ကိတ်ပိုင်နက်ခတ်ပေါ်ရောက်သဖြင့်တည်ငြိမ်မှုနှင့်ပြင်းပြမှုအကြားဖိုင်ချက်ညီအောင်ထိန်းကြောင်းရေးအလုတ်တွင်အောင်မြင်တတ်သည်ရာဟုဒီထွာတိနက်ခတ်စိန်နှလုံးတွင်ရက်တည်နေသည်ရှိဟုနက်ခတ်ပိုင်ဖြစ်သည်ရာဟုတူရသည်တွင်ရက်တည်သောအတန်လေးတန်စနေနဝင်းစီစိန်ငါထွာတိနက်ခတ်ရာဟုပိုင်ကိုပိုင်အလုတ်အကန်ကျမ်းမာရေးတွင်လေချောင်းလိုင်းနည်းပညာအွန်လိုင်းလုပ်ငန်းနှင့်လွတ်လပ်သောစီမံခန့်ခွဲမှုတွင်အကြီးအကဲဖြစ်မည်စီးပွားရေးအမွေအနှစ်တွင်ပြည်ပသွင်းကုန်နည်းပညာဒစ်ဂျစ်တယ်ကိုရက်လုပ်ငန်းကြီးများမှာငွေဝင်မည်အသက်ပညာအဆင့်မြင့်ပညာတွင်နိုင်ငံတကာဆက်ဆံရေးစီးပွားပြူဟာနည်းပညာတို့တွင်ထူးချွန်မည်ဘဝအချိုးအကွေ့တွင်ပြည်ပနည်းပညာလုပ်ငန်းတစ်ခုနှင့်အွန်လိုင်းမှာချိတ်ဆက်မိခြင်းကြောင့်ဘဝမျှော်လင့်ချက်များကပွင့်မည်လူမှုရေးအစိတ်အတန်းတွင်ပေါင်းမရှိဘဲတွေးခေါ်တတ်သောမိတ်ဆွေများလွတ်လပ်သောစီးပွားရေးသမားများနှင့်ကိုရက်ရှိမည်မသိစိတ်ထဲတွင်အောင်မြင်မှုရှာဖွေရတဲ့စီကံပေါင်းထဲတွင်အချို့အနောက်မခံဘဲလွတ်လပ်စွာဆုံးဖြတ်လိုသည်ရာဟုသည်မိမိကိုယ်ပိုင်သွားတိနက်ခတ်ပေါ်ရောက်ချေတွင်နည်းပညာအခွင့်အလမ်းသစ်များကိုပါနတ်စွာရယူတတ်သည်ဂိတ်သည်အတ္တဝနီနက်ခတ်တိလုံးတွင်ရက်တည်နေသည်ကိုကိနက်ခတ်ပိုင်ဖြစ်သည်ဂိတ်မိတ္တရာတီတွင်ရက်တည်သောအတန်30တန်တနင်္လာနဝင်းစီတိအတ္တဝနီနက်ခတ်အိပိုင်ကိုပိုင်အလုတ်အကန်ကျမ်းမာရေးတွင်ဝိညာဉ်ရေးရာအရေးပေါ်ကုသမှုရှိုးဘတ်သူတေသနာအစင်အလာမဟုတ်သောနီလန်းဖြင့်တိဆောက်ရေးတွင်ဦးဆောင်သူဖြစ်မည်စီးပွားရေးအမွေအနှစ်တွင်ရုပ်တရက်ရရှိသောဝိညာဉ်ရေးဆိုင်ရာအမွေထူးခြားသောအသိပညာပစ္စည်းများမှာငွေဝင်မည်အသက်ပညာအဆင့်မြင့်ပညာတွင်အရေးပေါ်ဝိညာဉ်ရေးရာစီမံခန့်ခွဲမှုစက်မှုဒီဇိုင်းနှင့်နည်းနည်းသောနည်းပညာတို့တွင်ဝါရင်သူဖြစ်မည်ဘဝအချိုးအကွေ့တွင်ရုတ်တရက်ရရှိလာသောဝိညာဉ်ရေးရာနားလည်မှုကြောင့်ဘဝ၏တည်ငြိမ်မှုနှင့်ကုန်တဲ့များတိုးတက်လာမည်လူမှုရေးအစိတ်အတန်းတွင်ရှိုးဖတ်စွာလောက်ကင်တတ်သောပညာရှင်များဝိညာဉ်ရေးရာဆရာများနှင့်ယင်းဤမည်မသိစိတ်ထဲတွင်အရာရာကိုအမြန်ဆုံးနှင့်အတ္တရာရှိအပြည့်သက်လိုသောဝါဒနာရှိသည်ကိတ်သည်မိမိကိုယ်ပိုင်ကိတ်ပိုင်နက်ခတ်ပေါ်ရောက်သဖြင့်တည်ငြိမ်မှုနှင့်ပြင်းပြမှုအကြားဖိုင်ချက်ညီအောင်ထိန်းကြောင်းရေးဝိညာဉ်ရေးရာတွင်အောင်မြင်တတ်သည်